အားလုံးပဲမင်္ဂလာပါရှင်မေဖူဒီဘလော့ကနေကြိုဆိုပါရင်ရှင်မေတာအခုလုပ်ပြပေးမှာပေါ့နော်ခုမေတို့အညာမှာအရန်ပေါ်နေရပေါ့နော်ထန်းသီးဆန်နုနုလေးနဲ့မေရပေါ့နော်တော်တော်များများမြို့ပေါ်မှာဖြစ်ဖြစ်ပေါ့နော်မစားဘူးကြတဲ့အစာပြေတစ်ခုလေးသာမေလုပ်ပြပေးမှာပေါ့နော်ဘာလေးလုပ်ပြပေးမယ်ဆိုတာမေနဲ့တူတူဆက်ပြီးတော့ကြည့်လိုက်ကြမယ်နော်ခန်းခုမေရပေါ့နော်ဒီထန်းသီးဆန်အနုလေးကိုမေရခုလိုမျိုးတစ်ချံခွဲမယ်ခွဲပြီးအထဲမှာပါတယ်ဒီထန်းသီးဆန်လေးကိုပေါ့နော်မေရခုလိုစုံလေးနဲ့သုံးပုံဓာလေးနဲ့မေရချစ်လိုက်မယ်ပေါ့နော်ချစ်ပြီးသွားပြီဆိုရင်ခုလိုမျိုးထန်းသီးဆန်မှာရပြီဆိုရင်အပေါ်ကဒီလိုမျိုးဖန်နဲ့အရသာပါတယ်ဒီလိုအဖြူဖြူဖက်ကြီးကိုမေရပြအောင်နှွာလိုက်မယ်ပေါ့နော်အဲ့လိုပြအောင်နှွာမှမေလုတ်တဲ့မုံလေးရပေါ့နော်တော်တော်လေးကိုစားလို့လည်းကောင်းမယ်အစင်းနဲ့ပြင်မယ်ပေါ့နော်မေလုတ်တဲ့မုံဆိုပေမဲ့လည်းဒီရဲ့ထန်းသီးဆန်ရဲ့လုတ်တဲ့မုံပါပေါ့နော်တော်တော်များများလည်းမစားဘူးမေလည်းဒါပထမဦးဆုံးစားဘူးကပေါ့နော်မေတင်နန်းတက်နေတဲ့အချိန်မှာဒီမေနဲ့တူတူတင်နန်းသူတငယ်ချင်းတယောက်ကသူ့အိမ်မှာလုတ်ကျွဲအတိုင်းပေါ့နော်မေကိုဆိုမှယူလာတော့မေစားကြည့်လိုက်တော့တော်တော်လေးလည်းစားလို့ကောင်းတယ်ကြိုက်တယ်ပေါ့နော်ကြိုက်တော့ကြတော့မေကဒါသူ့ကိုနီးလေးမေးပြီးတော့သူပြောထားတဲ့အတိုင်းမေကဒါလုတ်ကြည့်ရပေါ့နော်ဒီရဲ့ဒီခုမေလုတ်ပြပေးထားတဲ့အစားအစာတစ်ခုကမေကိုညာဦးမြို့မှာရှိရဲ့တန့်စင်ကျဲကျွေးရွာရပေါ့နော်ဒီဒလေးအစားအစာတစ်ခုဖြစ်တယ်ပေါ့နော်ဒါလေးကတော့ထန်းသီးဆန်လေးနဲ့လုတ်ပြမယ်မုံလေးတစ်ခုပဲဖြစ်ပါရဲ့ရှင့်။ဒါရင်ဘာမုံလေးနဲ့ဘယ်လိုပုံစံလေးလုပ်မယ်ဘယ်လိုလေးလုပ်မယ်ဆိုတာတော့ဆက်လက်ပြီးတော့မေကိုကြည့်လိုက်ကြမယ်ပေါ့နော်လောက်ပဲဖြစ်မှာ။ပြင်တောင်းတာ။ဟုတ်ပါဘူး။ဆောမေကိုထန်းသီးဆန်ကိုတီးပြီးရေးဆေးပြီးသွားပြီဆိုရင်တော့ခုပေါ့နော်ဒါကောင်းချင်းဆန်လေးကိုရေးဆေးပါမယ်။ကောင်းချင်းဆန်လေးကိုရေးဆေးပြီးသွားပြီဆိုရင်တော့မေကစောလိထားရဲ့ထန်းသီးလေးနဲ့တမအောင်မွေးပြီးတော့မေကတညစိန်ထားပါမယ်ရှင်။ဘာလို့တညစိန်ထားအောင်ဆိုတော့မေလုတ်ပြမယ်မုံလေးရပေါ့နော်ဒီထန်းသီးဆန်နဲ့ကောင်းချင်းဆန်လေးကိုအချင်းစိန်ပြီးတော့မနေ့ကျတော့ကြော်ပြပေးမယ်ဖြစ်ပါရဲ့ရှင်။အချင်းကြိုက်တဲ့လူကတော့ညနေခင်းကဒီကောင်းချင်းဆန်နဲ့ထန်းသီးကိုအချင်းစိန်ထားပေါ့နော်။မေကတော့အချင်းရိုင်းရင်မကြိုက်တဲ့အတွက်ကြောင့်မေကတော့အိတ်ခမ်းဒီမှာဒီထန်းသီးဆန်နဲ့ကောင်းချင်းဆန်လေးကိုအချင်းစိန်ထားဖြစ်ပါရဲ့ရှင်။ဒါကတော့ခုမနေ့ရောက်တဲ့အတွက်ကြောင့်ဒါမေကစီလေးကိုခုလိုမျိုးကြက်သွန်များများလေးနဲ့စီတက်လိုက်ပါမယ်ရှင်။ကြက်သွန်လေးကိုကြာစီတက်လိုက်တဲ့ချိန်မှာကြက်သွန်လေးနွမ်းလာပြီဆိုရင်တော့မေကပေါ့နော်လိုအပ်တဲ့ဒါစနုံးမုံလေးအနည်းငယ်ထည့်လိုက်ပါမယ်ရှင်။စနုံးမုံလေးအနည်းငယ်ထည့်ပြီးသွားပြီဆိုတော့မေကတမအောင်မွေလိုက်ပါမယ်ရှင်။ပြီးတော့အချုံမုံလေးလည်းအနည်းငယ်ထည့်လိုက်ပါမယ်ပေါ့နော်။ဘာလို့အချုံမုံထည့်အောင်ဆိုတော့ထန်းသီးတန်တဲ့ခေါင်းရင်းကအချင်းစိမ့်ထားတဲ့အတွက်ကြောင့်အချုံမုံမထည့်ရင်အခြားကိုကြိုက်နေတဲ့ရအသားမုံပေါ့နော်ကြက်သားမုံပဲဖြစ်ဖြစ်ကိုကြိုက်နေတဲ့ဟင်းခက်မုံထည့်နိုင်ပါတယ်ပေါ့နော်ပြီးတော့မေကငံပြားရည်လေးအနည်းငယ်ထည့်လိုက်ပါမယ်ရှင်ငံပြားရည်မစားရလူတွေကတော့စားလေးနဲ့ထည့်ပြီးတော့ကြော်လို့ရပါတယ်ရှင်မေကတော့ငံပြားရည်လေးထည့်မှာဒီအချင်းနယ်လေးပြောက်မယ်လို့စိတ်ထင်လို့ပေါ့နော်မေကတော့ငံပြားရည်လေးအနည်းငယ်ထည့်လိုက်တာရှင်ဒီညပေါ့နော်အချင်းစိမ့်ထားတဲ့ဒီကောင်းချင်းဆန်ရဲ့ထန်းသီးလေးကိုခုလိုမျိုးမေစီရဲမှာတမအောင်မှွေပြီးတော့ကြော်လိုက်ပါမယ်ရှင်မေကဆော့ပေါ့နော်ကောင်းချင်းဆန်လေးကိုရေလေးနည်းငယ်ထည့်ပြီးတော့အဖုံလေးအုပ်ထားလိုက်တယ်ပေါ့နော်ခုအဖုံလေးလက်တဲ့ချိန်မှာဦးလေးမကက်အောင်ပေါ့နော်ခုလိုခဏလှက်ပြီးတော့မေကတမအောင်ထိုးပေးရမယ်ပေါ့နော်ပြောရမယ်ဆိုရင်ဒါစီထမင်းထိုးသလိုပုံစံမျိုးလေးပေါ့နော်ရေလေးနည်းနည်းထည့်လိုက်ဒီလိုကောင်းချင်းဆန်လေးကိုမကက်အောင်မှွေလိုက်ပေါ့နော်အဲ့လိုမျိုးလေးကြော်ပေးရမယ်ရှင်စီထမင်းကတော့ဒီကောင်းချင်းဆန်အစိလိုက်ကလေးပေါ့နော်စားလို့ရအောင်ဒီအစိမပြတ်အောင်ကြော်ပေးရတယ်ဒီထန်းသီးချင်ကြော်အားကြတော့အဲ့လိုမဟုတ်ဘူးပေါ့နော်ဒီအစိပြက်လို့လည်းရတယ်အစိလိုက်စားချင်တော့ရတဲ့အတွက်ကြောင့်ကိုစားချင်တို့အနေထားအတွက်ပေါ့နော်ရေလေးထည့်လိုက်ခုလိုမျိုးလေးထိုးလိုက်ရေလေးထည့်လိုက်ထိုးလိုက်နေနေပေါ့နော်မေကဒီကောင်းချင်းဆန်ကိုဣပြန်နေအောင်စီပြန်တီအောင်မေကကြော်ပေးရမှာရှင်မေကတော့စီအရင်ကြီးအများကြီးမကြိုက်တဲ့အတွက်ကြောင့်ခုလိုမျိုးလေးပေါ့နော်ပြစ်လေးနဲ့ဒီလိုမျိုးအရသာလေးရှိအောင်မေကတော့ခုကြော်လိုက်တယ်ပေါ့နော်ဒီရဲ့ထန်းသီးချင်ရဲ့အရသာလေးကဘယ်လိုရသာလေးဆိုတော့မေပြောရမယ်ဆိုရင်ဒီမေတို့ဒီညာဦးမြို့မှာရှိရဲ့မြင်းကပါငချင်ပေါ့နော်မြင်းကပါငချင်ကျော်ရဲ့အရသာလေးနဲ့ဆင်တူရဲပေါ့နော်အခြားနေအတွက်ကြတော့ဒီမြင်းကပါငချင်ကိုမသိရအတွက်ကြောင့်ဘယ်လိုရသာလေးဆိုတော့ဘယ်လိုပြောမလို့ချင်းစိမ့်လေးနဲ့ပေါ့နော်စီတမင်းအရသာကိုနည်းနည်းချင်းစိမ့်လေးနဲ့ဒီထန်းသီးဆန်ထုတ်လေးနဲ့ပေါ့နော်အရန်စားလို့ကောင်းတဲ့ထန်းသီးချင်ကျော်လေးတစ်ခွက်တော့ရပါပြီရှင်
ဒီရဲ့နီလန်းอ่ะပေါ့နော်မေကိုညောင်ဦးမြို့မှာရှိရဲ့တန့်စင်ကျဲကြီးရွာပေါ့နော်တငယ်ချင်းတယောက်ကကြောလာရတဲ့အတွက်ကြောင့်သူ့ရဲ့နီလန်းလေးအတိုင်းမေကခုလိုမျိုးကြော်ပြပြီးရဲ့အတွက်ကြောင့်မေလိုမျိုးစားကောင်းခြင်းနဲ့ဆိုရင်တော့လိုက်ပြီးတော့ကြော်စားဖို့မေကတော့အကြံပြုလိုက်ပါရဲ့ရှင်ရဲ့ဘလော်လေးကိုအစားဆုံးဒီကြည့်ရှုပေးသူများအားလုံးပဲကျေးဇူးတင်ပါတယ်ရှင်နောက်မေဘလိုဘလော်လေးလောင်းမယ်ဘလိုမျိုးလေးချက်ပြုတ်လောင်းမယ်ဆိုတာလေးဆက်လက်ပြီးဆောင်မြောက်အပေးကြည့်ရှုပေးပါအောင်ရှင်နောက်ဘလော်မှာပြန်လည်ဆုံတွေ့မယ်နော်